ကျွန်တော်အားလုံးတောင်းပန်ပါတယ်နောက်လည်းကျွန်တော်တို့ဒါမျိုးတွေမဖြစ်အောင်လဲကျွန်တော်တို့ဘက်ကဆင်ញင်ပါမယ်တကယ်မှားဝါခဲ့ပါတယ်အဲ့အတွက်လည်းကျွန်တော်အညွန့်ညွတ်တောင်းပန်ပါတယ်အဖွဲ့ကအထုံးမခင်ရဖို့အောင်စပုကိုအခုလိုအညွန့်ညွတ်တောင်းပန်လာကြတဲ့ဖြိုးဖြိုးနဲ့လူရှင်တော်များပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အောင်စပုဇက်အဖွဲ့ကတော့လူရှင်တော်ဖြိုးဖြိုးရဲ့အစည်းအကမ်းမဲ့ရိုင်းဆိုင်နဲ့ပြက်လုံးတွေကြောင့်ပြဿနာတွေအကြီးကျယ်တက်နေကြတာအားလုံးအသိပဲဖြစ်ပါတယ်ဖြိုးဖြိုးရဲ့လောက်ရက်တွေကဟာတာဆိုတာတက်ကြောလွန်နေပြီးတော့အဖွဲ့အစည်းကစော်ကားတယ်လို့ဖြစ်နေရကြောင်းပရိသတ်အများစုနဲ့တပင်လောကသားတွေကဖြိုးဖြိုးကိုဇက်အဖွဲ့ကနေထွက်ခွာဖို့အထိတောင်းဆိုလာခဲ့ကြပါတယ်ဒီလိုဖိအားတွေပြင်းထန်လာတဲ့အချိန်မှာတော့လူရှင်တော်ဖြိုးဖြိုးနဲ့အဖွဲ့သားတွေကသူတို့ရဲ့အမားတွေအတွက်တောင်းပန်စကားဆိုလာကြပါတယ်တကယ်တော့ဖြိုးဖြိုးကျူးလွန်ခဲ့တဲ့အမားတွေကတင်းငယ်တဲ့ကိစ္စတွေမဟုတ်ပါဘူးခဝင်ကတိလာထိုးခိုင်းရင်ဖော်ကင်တွေကိုပဲထိုးလိုက်မယ်ဆိုပြီးတော့စင်ပေါ်မှာတုံးနှုံခဲ့တဲ့အတုံးနှုံတွေကအနုပညာစည်းကမ်းကိုလုံးဝမျက်ကွယ်ပြုပြီးတော့ရိုင်းဆိုင်လွန်လာကြောင်းပရိသတ်တွေကဘလောက်ပဲကောက်ွယ်ပေးကြပါစေလက်ခံနိုင်စရာမရှိတဲ့အဆင့်ကိုရောက်ရှိသွားပါတယ်ဒီလိုမသိတော်တဲ့လောက်ရက်တွေနဲ့ပြက်လုံးတွေကြောင့်ပဲအောင်စပူဇက်အဖွဲ့ရဲ့ဂုံတိတ်ခါအတွက်ဖြိုးဖြိုးကိုအဖွဲ့ကနေထုတ်ပယ်ဖို့ရာဂိုင်တော်တော်များများတေချာနေတဲ့အခြေအနေဖြစ်လာခဲ့ပါတယ်။အောင်စပူကိုယ်တိုင်ကလည်းသူ့ရဲ့တပည့်သားသမီးတွေအပေါ်မှာစေတနာထားပြီးတော့အမားတွေကိုခေါင်းခံကာကာကွယ်ပြောဆိုပေးခဲ့ပါတယ်။ဒါပေမဲ့လည်းဖြိုးဖြိုးနဲ့လောက်ရက်တွေကတစ်ခါမဟုတ်နှစ်ခါမဟုတ်ပဲထပ်တလဲလဲမှားယွင်းနေရကြောင်းမင်းသားအနေနဲ့လည်းဆက်လက်ကာကွယ်ပေးဖို့တက်ခက်ခဲသွားပြီးတော့မျက်နှာငယ်နဲ့လိုက်လံတောင်းပန်ပေးရုံကလွယ်လို့ဘာမှမတတ်နိုင်တော့တဲ့အနေအထားဖြစ်ပါတယ်။ဒီလိုအကြက်တဲကိုသိရှိသွားတဲ့အတွက်ကြောင့်ဖြိုးဖြိုးကအခြားလူရှင်တော်တွေဖြစ်တဲ့ဇောက်ထိုးရွှေမိုးကွန်တီတို့နဲ့အတူအောင်စပူမင်းသားကိုအသနာခံတောင်းပန်လာခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဒီနေရာမှာဖြိုးဖြိုးရဲ့တောင်းပန်မှုကထပ်ပြီးတော့လွဲမှားနေပြန်တာပါ။ဖြိုးဖြိုးကသူ့ရဲ့ခေါင်းဆောင်မင်းသားကိုပဲတန်ဖိုးထားကြောင်းမင်းသားတောင်းပန်နေရတာကိုစိတ်မကောင်းဖြစ်ကြောင်းပြောဆိုခဲ့ပေမဲ့သူ့ရဲ့အမားတွေအတွက်အရှိကနေအသနာခံစာတွေတင်ပေးခဲ့ပြီးတော့အကာအကွယ်ပေးခဲ့တဲ့တပင်အစည်းအရုံးဥက္ကဋ္ဌကြီးဖိုးချစ်ကိုတော့လုံးဝအဖက်မလုပ်ခဲ့ပါဘူး။ဖိုးချစ်ကအဖွဲ့အစည်းရဲ့အကြီးအကဲပြီးအောက်ခြေကတပည့်တွေအတွက်အရှိကနေမမရက်တီပေးခဲ့ရတောင်းဖြူဖြူဘက်ကသူ့ကိုတောင်းပန်ဖို့စိတ်မကူးခဲ့တာကအင်မတန်စိတ်ပြက်စရာကောင်းတဲ့လုပ်ရက်တစ်ခုပါဒီလိုကျေးဇူးတရားတွေကိုမတိတတ်ပဲအချိုးမပြေတဲ့တောင်းပန်မှုတွေနဲ့ကိုမားခဲ့တဲ့အဖွဲ့အစည်းရဲ့အကြီးအကဲကိုလေးစားမှုမရှိတဲ့လုပ်ရက်တွေကြောင့်ပရိသတ်တွေကလည်းဖြူဖြူပေါ်မှာပို့ပြီးတော့အမြင်ဆောင်လာကြပါတယ်အနုပညာအရေးချင်းတဲ့စိတ်ဓာတ်နဲ့စီကံပိုင်းကပိုအရေးကြီးတဲ့ချိန်မှာဖြူဖြူရဲ့တောင်းပန်မှုကဟန်ပြတတ်တာဖြစ်နေမလားလို့တန်တရားဝင်စရာပါကိုယ့်ရဲ့ထမင်းရှင်မင်းသားကိုပဲကြည့်ယူဆိုင်ပြီးတော့အကာအကွယ်ပေးခဲ့တဲ့အစည်းအရုံးဥက္ကဋ္ဌကိုတော့လိလျူရှုထားတယ်။ဖြိုးဖြိုးလိုလူမျိုးကိုလူရှင်တော်တယောက်အနေနဲ့ဇက်ဖွဲ့တွေမှာမထားသင့်ဘူးလို့အားလုံးကထပ်ပြီးတော့ပြောဆိုနေကြပါတယ်။အရင်တော့ဆိုရင်တော့ခေတ်ဆက်ဆက်လူရှင်တော်များစွာရဲ့ဟာတာပြက်လုံးထုံးမှုတွေမှာဒီလိုပြဿနာတွေတစ်ခါမှမကြုံခဲ့ရပဲ။ဖြိုးဖြိုးတို့ခေတ်ကြမှာအမျိုးစုံသောပြဿနာတွေနဲ့တပင်အဖွဲ့အစည်းကိုဂုဏ်သိက္ခာကျဆင်းစေခဲ့ပါတယ်။ဒါကိုတောင်မှခဏအမားတွေလုပ်ပြီးတော့ဖြစ်တယ်လို့တောင်းပန်ကောင်တပင်လောကအပါဝင်ပရိသတ်တွေရဲ့ချစ်ချင်းမြတ်တာတွေကဝါလောင်တလို့ဖြစ်နေကြတာပါပရိသတ်ကြီးတို့ရဲ့အမြင်မှာရောဖြိုးဖြိုးရဲ့အဟံပြတောင်းပန်မှုနဲ့အခုလိုလုံးရက်တီပုံမှာခွင့်လွှတ်ပေးတဲ့နယ်လို့ထင်လားဆိုတာမှတ်ချက်ပေးခဲ့ပါအောင်ရှင်ကြည့်ရှုပေးရတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်လူ100ကျော်လောက်ကိုတော့ပခုံးထမ်းထားတယ်ပြီဆိုတော့လေဟောကညီလေးပြောတော့လေစိတ်မကောင်းတော့ဖြစ်ရပါအဲ့တော့ဘယ်လိုပြောမလဲကိုယ်တွေလည်းတက်နိုင်ဆုံးမမအောင်တော့နေချိုင်ပြက်ရမှာပေါ့အဲ့လိုမျိုးပေါ့ကျွန်တော်တို့မှာနောင်နာရတခုရှိတယ်။ဒါလဲဆိုတော့ကျွန်တော်တို့ကြောင့်လည်းအကိုတောင်းပန်ရတော့ရန်နောင်နာရအဲ့လိုမျိုးမဖြစ်စေချင်ဘူးကျွန်တော်တို့အရန်တန်မှုထားတယ်ကျွန်တော်ရဲ့ထမင်းရှင်ကျွန်တော်ရဲ့ခေါင်းဆောင်မင်းသားအဲ့လိုမျိုးဝင်းတဲ့တိုင်နဲ့တောင်းပန်နေရအောင်ကျွန်တော်တို့အကောင်းလည်းပါတတ်ပါတယ်အမားဆိုတော့မဲ့အဲ့လုံးတွေရတယ်မနိုင်ပြောရင်တမစင်လုံးတွေပါပဲရှေးလူရှင်တော်ကြီးတွေပြင်ခဲ့တဲ့လုံးတွေကျွန်တော်တို့ပြန်ပြတ်တာပါပြန်ပြတ်တဲ့အရာကိုမှအမားလို့ယူဆကြတယ်ဗောလေတို့မင်းတို့ထောက်ပြတာပေါ့တော့မလုပ်ဖို့မလုပ်တော့ပါဘူးဒါပေမဲ့ကျွန်တော်လည်းသမီးရွယ်ပြီးလောက်တာတော့မဟုတ်ပါဘူးအဲ့အတွက်လည်းကျွန်တော်အားလုံးတောင်းပန်ပါတယ်နောက်လည်းကျွန်တော်တို့ဒါမျိုးတွေမဖြစ်အောင်လည်းကျွန်တော်တို့ဘက်ကဆင်ញင်ပါမယ်တကယ်မှားဝါခဲ့ပါတယ်အဲ့အတွက်လည်းကျွန်တော်အညွန့်ညွတ်တောင်းပန်ပါတယ်နောက်အဲ့လိုမျိုးမဖြစ်စေရပါဘူးကျွန်တော်အကောင်းဆုံးဖြစ်အောင်ကျွန်တော်ကြိုးစားပါမယ်အကောင်းဆုံးပိတ်သက်ချစ်တဲ့လူကျွန်တော်ဖြစ်အောင်လည်းအမြဲတမ်းနေထိုင်သွားပါမယ်အလုပ်တွေလည်းအများကြီးဒီဘက်ကကြိုးစားပါမယ်